ဝတီမြို့မှာဘယ်ကုမ္ပဏီကနေပြီးတော့မီးပေးတာလဲဆိုတာလဲဥစောဝင်းသူမသိဘူးလားဒီကိစ္စခရိုင်ကနေပြည်နယ်ကိုတက်သွားတာကကုမ္ပဏီတစ်ခုပြည်နယ်ကိုရောက်တော့ရွှေမြင့်တောင်ရင်တကယ်မြဝတီမြို့မှာပေးနေတဲ့ရွှေမြင့်တောင်ရင်ကြတော့သူကဖယ်ထားလိုက်တယ်ခင်ဗျားတို့မကောင်းဘူးဆိုရင်တော့ကျွန်တော်တို့လည်းခင်ဗျားတို့ကောင်းဖို့မရှိဘူးဝန်ကြီးဦးစောဝင်းကိုပြောလိုက်မယ်မြဝတီမြို့ကျွန်တော်တို့လုံခြုံရေးယူထားတာမြဝတီမြို့မှာမိပေးထားတာကျွန်တော်တို့ရွှေမြင့်တောင်ရင်ပုံပြီဒါမဲ့အခုတော်ပဲအခုမေးလက်စနဲ့တော့ကျွန်တော်နည်းနည်းလေးကျွန်တော်ဒီကိစ္စလေးကျွန်တော်ပြောမှဖြစ်မဲ့ကိစ္စလေးတစ်ခုရှိတယ်ခုနကကျွန်တော်ပြောသလိုပဲဒီခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေကျွန်တော်တို့ကုမ္ပဏီကိုဒီမီးပြန်လည်ရရှိရေးကိုကျွန်တော်တို့တင်လိုက်တဲ့အချိန်မှာရွှေမြင့်တောင်ရင်ကုမ္ပဏီပါတယ်နောက်ပြီးတော့ဒီညီနောင်ဦးနဲ့အင်နိုဝါနဲ့အဲ့ဒီကုမ္ပဏီတစ်ခုပေါင်းတဲ့စက်မှုဇုံကိုပေးမဲ့ကုမ္ပဏီတစ်ခုလည်းပါတယ်ဆိုတော့အခုကအဲ့ဒီကိစ္စကကျွန်တော်ကြားရတာကအခုဒီပြင်ပြမိတ်တင်လိုက်တဲ့အချိန်မှာပြည်နယ်တော့ရောက်သွားတယ်ပြည်နယ်ရောက်သွားတယ်ပြည်နယ်ရောက်သွားတဲ့အချိန်မှာဒီလက်စစ်ဝန်ကြီးကနာမည်ဘယ်လိုလဲမေ့တော့မေ့သွားလို့ဦးစောဝင်းအဓိကအဲ့ဒီလက်စစ်ဝန်ကြီးကနေပြီးတော့ကျွန်တော်တို့ဒီတကယ်ဒီမြဝတီမြို့ထက်မှာဒီဆေးရုံရောဒီဌာနဆိုင်ရာရောဒီပြည်သူရောဒီစီးပွားရေးလုပ်ငန်းတွေရောတကယ်ကျွန်တော်တို့ရွှေမြင့်တောင်ရင်ကုမ္ပဏီကနေတောက်လျှောက်ပေးလာတာပါเนาะအခုထိလဲကျွန်တော်တို့ဒီမီးကျွန်တော်တို့ဒီ PEA နဲ့လှုပ်ထားတဲ့လုပ်ငန်းတွေမှာလဲကျွန်တော်တို့စပေါငွေဗတ်တန်80ကျော်ကျွန်တော်တို့ PEA ဘန်ကောက်ဒီလက်စစ် PEA ရုံးမှာကျွန်တော်တို့ငွေတွေရာဆိုအဲ့ဒီမှာစပေါတင်ထားတာလဲရှိတယ်တော့ကျွန်တော်စိတ်မကောင်းတာတခုကအဲ့လိုမျိုးကျွန်တော်တို့ကဒီမီးကိုပြန်လဲရရှိရေးတင်သွားတဲ့အချိန်မှာပြည်နယ်ကကျွန်တော်တို့ရွှေမြင့်တောင်ရင်ကုမ္ပဏီကိုသူကဆက်မတင်ဘဲနဲ့ဒီဘာမစီမဆိုင်တဲ့ညီနောင်ဦးကုမ္ပဏီကိုသူကနေပြည်တော်ကိုတင်ပေးတယ်ဆိုတော့ကျွန်တော်တော့နည်းနည်းလေးတော့ဒီဥစ္စာကြီးကမရှင်းမလင်းဘူးပေါ့နော်မရှင်းမလင်းဘူးပေါ့တကယ်အမှန်တကယ်မြဝတီမြို့ဒါဌာနဆိုင်ရာတွေလည်းအကုန်လုံးသိပါတယ်မြဝတီမြို့မှာနေတဲ့ပြည်သူတွေလည်းအကုန်လုံးသိတယ်နော်ဒါရွှေမြင့်တောင်ရင်ကဒီမြဝတီမြို့ကိုပေးထားတယ်ဆိုတာဒါဒီမှာရှိတဲ့ခရိုင်အုပ်ချုပ်ရေးမှူးတွေလည်းသိတယ်ဦးစောဝင်းလည်းသိပါတယ်ဦးစောဝင်းလည်းသိပါတယ်နှစ်တိုင်းကျွန်တော်တို့ကတစ်နှစ်တစ်ခါစာချုပ်ချုပ်ပြီးတော့တက်တန်းနှစ်တိုင်းကျွန်တော်တို့တိုးတယ်ပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရွှေမြင့်တောင်ရင်ဒီမီးလုံနေတဲ့ကာလပတ်လုံးမှာကျွန်တော်တို့ကဒီဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ဒီရာတီဖီကိုလည်းပဲအခွန်လည်းကျွန်တော်တို့ကလတိုင်းနှစ်တိုင်းကျွန်တော်တို့ကစောင်းနေတယ်နော်စောင်းနေတယ်အခုလည်းပဲစစ်လို့ရပါတယ်အခွန်ရုံးတွေမှာလည်းစစ်လို့ရတယ်နော်ဆိုတော့ကကျွန်တော်ပြောတာကအမှန်ဆိုတော့ဒီညီနောင်ဦးကုမ္ပဏီသည်သူကသူ့ကိုပေးထားတဲ့ခွင့်ပြုမိတ်ကစက်မှုဇုံကိုဒီမီးကိုသူရောင်းဖို့ပေးထားတာမြဝတီမြို့ကိုရောင်းဖို့ပေးထားတာမဟုတ်ဘူးဟောဆိုတော့ဒီစက်မှုဇုံကိုရောင်းဖို့ပေးထားတဲ့ဟာကစက်မှုဇုံက
မဖြစ်လာဘူးကျွန်တော်တို့မြဝတီမှာကစက်မှုစုံမဖြစ်လာဘူးမဖြစ်လာတဲ့အခါကျတော့ဒီသူရတဲ့6မီဂါဝတ်ပေါ့နော်10မီဂါဝတ်ကသူကဘယ်ကိုရောင်းလိုက်လဲဆိုရင်ဒီကျွန်တော်တို့အမှတ်နှစ်တရားကနေသူကူးလာတဲ့ကျိုးကဒီရေပူမီးပိုက်ကနေသူကအဲ့ဒီကနေဖြတ်ပြီးတော့ဒီဝမ်းခံတစ်ဘက်ကိုသူကသွားရောင်းလိုက်တယ်အခုခင်ဗျားတို့ကြားနေတဲ့ကြားဖြတ်လားဘာဖြတ်လဲအဲ့ဒီကြားဖြတ်ကိုသူသွားရောင်းလိုက်တယ်အဲ့ဒီကြားဖြတ်ကိုသွားရောင်းလိုက်တယ်ရောင်းလိုက်တဲ့အခါမှာထိုင်းမီဒီယာလည်းဒီကြားဖြတ်ကိုမီးတွေထိုင်းရနေပြီးတော့မီးတွေရောင်းနေပါတယ်မီးတွေပို့နေပါတယ်ဆိုတော့ဒီထိုင်းသတင်းထောက်ကနေပြီးတော့ဒီမြဝတီမြို့ကိုကူးလာပြီးတော့မှဒီညီနောင်ဦးရဲ့ဒီတရားနှစ်ကနေကူးလာတဲ့ကျိုးကိုသူကတပ်ပုံရိုက်တယ်ပြီးရင်ဒီဘက်ရေဘူးမီးပွက်သူတို့ဖြတ်သွားတဲ့မီးကျိုးကိုသူတို့တပ်ပုံရိုက်တယ်ပြီးရင်အဲ့ဒီဘက်ဝမ်းခံတစ်ဘက်သွားတဲ့ line ကိုရိုက်တယ်ရိုက်ပြီးတော့မှအဲ့ဒီအချက်လက်တွေသူကယူလာပြီးတော့သူက PE ကိုဒီညီနောင်ဦးကုမ္ပဏီကဒီကြားဖြတ်ကိုမီးပို့နေပါတယ်ဆိုတော့သက်သေအထောက်ထားနဲ့ PE ကိုတင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမြို့ထဲမှာပေးတဲ့မီးကမစီမဆိုင်ဘဲနဲ့ကျွန်တော်တို့ပါအဖြတ်ခံထိသွားအောင်ဆိုတော့ကျွန်တော်ဆိုလိုတာကဥဇော်ဝင်းသူမသိဘူးလားဒီကိစ္စကနော်မြဝတီမြို့မှာဘယ်ကုမ္ပဏီကနေပြီးတော့မီးပေးတာလဲဆိုတာလဲသူမသိဘူးလားကဲညီနောင်ဦးကုမ္ပဏီရောရာတီဖီဝန်ကြီးဌာနကသတ်မှတ်ထားတဲ့အခွန်ရာတီဖီသူဆောင်လားကျွန်တော်ပြောတာနော်ဆိုတော့ကျွန်တော်အဲ့ဒီကိစ္စမှာကျွန်တော်စဉ်းစားလို့မရတာကျွန်တော်တို့ကဒီခရိုင်ကနေပြည်နယ်ကိုတက်သွားတာကကုမ္ပဏီတစ်ခုပြည်နယ်ကိုရောက်တော့ရွှေမြစ်တောင်ရင်တကယ်မြဝတီမြို့မှာပေးနေတဲ့ရွှေမြစ်တောင်ရင်ကြတော့သူကဖယ်ထားလိုက်တယ်ဆိုတော့ဒီဘာမစီမဆိုင်တဲ့ညီနောင်ဦးကုမ္ပဏီကိုကြတော့သူခွင့်ပြုမဲ့သူလက်မှတ်ထိုးပြီးတော့နေပြီးတော့ဝန်ကြီးဌာနကိုသူတင်လိုက်တယ်ဆိုတော့ကျွန်တော်အဲ့ဒီကိစ္စမှာတော့မရှင်းမလင်းဘူးလို့ပဲကျွန်တော်ထင်တယ်เนาะဒီကိစ္စကတော့ဒါကျွန်တော်ပြောတာကကျွန်တော်တို့ကုမ္ပဏီကျွန်တော်တို့ထိုင်းနဲ့ကျွန်တော်တို့သက်တမ်းတောက်လျှောက်ကျွန်တော်တို့ရှိတယ်เนาะလက်ရှိလဲကျွန်တော်တို့ချုပ်ဆိုထားတဲ့ဒီစာချုပ်တွေကမပြတ်သေးဘူးနောက်လက်ရှိလဲကျွန်တော်တို့တင်ထားတဲ့သဘောလဲအခုထိရှိနေတယ်ပတ်တန်း80ကျော်เนาะအဲ့ဒါတွေရှိနေတယ်ဆိုတော့သူတို့ဒီလိုမျိုးလှုပ်လို့ရှိရင်ငါဝန်ကြီးပဲကွာဆိုပြီးတော့ငါလှုပ်ချင်တာလှုပ်မယ်ဆိုရင်တော့ရှင်းပြောရရင်တော့နော်အဲ့ဒီဝန်ကြီးဦးစောဝင်းကိုပြောလိုက်မယ်မြဝတီမြို့ကျွန်တော်တို့လုံခြုံရေးယူထားတာနော်ခင်ဗျားတို့ကောင်းတာလုပ်ရင်ကျွန်တော်တို့တော့အကောင်းမြင်မယ်နော်ခင်ဗျားတို့ကျွန်တော်တို့ပေါ်မှာကောင်းရင်ကျွန်တော်တို့ကခင်ဗျားတို့ကိုကောင်းမယ်နော်ခင်ဗျားတို့မကောင်းဘူးဆိုရင်တော့ကျွန်တော်တို့လည်းခင်ဗျားတို့ကိုကောင်းဖို့မရှိဘူးဒါရှင်းပဲနော်ဘာဖြစ်လဲကျွန်တော်တို့ကမှန်ပဲသွားခြင်းတယ်နော်မှန်ပဲလှုပ်ခြင်းတယ်ဘယ်ဘက်ကမှမတရားတာမလုပ်နဲ့ကျွန်တော်ဆိုလိုတာတကယ်ဖြစ်တဲ့ဟာကိုလုပ်ပါနော်ဒါဝန်ကြီးခန့်ထားတယ်ဆိုတာအလကားခန့်ထားတာမဟုတ်ဘူးနော်ခုနပြောလို့ပဲအခုကိစ္စမှာတော့ဒါအခုလောက်ရကတော့ဒါမမှန်ကန်ဘူးလို့ပဲကျွန်တော်တို့မြင်တယ်